အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုလက်ရှိရိုက်နေတဲ့ view file လေးကထိုင်းနိုင်ငံမှာရောက်နေတဲ့ကျွန်တော်တို့ရဲ့ဒါလူငယ်တွေအတွက်ပေါ့နော်ထိုင်းကိုရောက်နေတဲ့မြန်မာလူငယ်တွေအတွက်ပဲဖြစ်ပါတယ်ဒီ view file လေးကိုအစဆုံးနားထောင်မယ်ဆိုလို့ရှိရင်တော့ကိုယ့်အတွက်အများကြီးအကျိုးရှိမှာသိကြတယ်ဗျနော်အဲ့တော့ထိုင်းကိုကျွန်တော်တို့မြန်မာပြည်ကနေပြီးတော့စတက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အောက်လမ်းကပဲတက်တက်ကျွန်တော်တို့ passport visa နဲ့တရားဝင်ပဲတက်ပေါ့နော်အဓိကသူများနိုင်ငံရောက်လာပြီဆိုလို့ရှိရင်တော့ဒါသူများအလုပ်လုပ်ရတော့မှာပေါ့နော်ကိုကြားတဲ့တာဝန်နေရာမှာကိုဒါထမ်းဆောင်ရတော့မှာဖြစ်ပါတယ်အဓိကဘယ်နေရာမှာပဲဘယ်ဒေသပဲရောက်ဘာအလုပ်ကိုပဲလုပ်ကျွန်တော်တို့ထိုင်းကိုရောက်လာပြီဆိုတဲ့ကကျွန်တော်တို့ရဲ့ဒီလူငယ်တွေမှာအိမ်မက်ကိုစီရှိကြတယ်ထိုင်းကိုတက်လာပြီဆိုတဲ့ကကျွန်တော်တို့ကဒါအားနဲ့အိမ်နဲ့ပေါ့နော်ကျွန်တော်တို့ပတ်စံတွေအများကြီးရှာကျင်တဲ့ပြီးလို့ရှိရင်ကျွန်တော်ပတ်စံတွေရလာလို့ရှိရင်ကျွန်တော်စီးပွားရေးတွေလုပ်ချင်တယ်ပြီးရင်အဲ့ဒီပတ်စံတွေကိုကျွန်တော်တို့ဒါကိုယ့်ရဲ့မိဘတွေကိုပြန်ပြီးထောက်ပံ့ချင်တာတို့တချို့ကကြတော့လဲကားဝယ်ချင်တာတို့တချို့ကကြတော့လဲအိမ်ဆောက်ချင်တာတို့တချို့ကကြတော့လဲခြံမရှိသေးဘူးခြံဝယ်ချင်တာတို့အမျိုးပဲဗျာနော်ကိုယ့်ရဲ့ငယ်အိမ်မက်ကိုပြန်ပြီးတော့အကောင့်တွေပေါ်ချင်တာတို့အများကြီးပဲလူငယ်တိုင်းမှာဒါမြန်မာနိုင်ငံကနေပြီးတော့ဘယ်နိုင်ငံပဲရောက်ပေါ့နော်ဒီထိုင်းနိုင်ငံပဲရောက်ဒီစင်ကာပူပဲရောက်မလေးရှားပဲရောက်ကြိုက်တဲ့နိုင်ငံရောက်ဂျပန်ပဲရောက်အားလုံးကအိမ်မက်ကိုစီရှိကြတဲ့လူငယ်တွေပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာဒီဗီဒီယိုထဲမှာအချက်၃ချက်နဲ့ကျွန်တော်ပြောသွားမှာဖြစ်ပါတယ်ပထမဆုံးအချက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့သိထားမှာကျွန်တော်တို့ဝန်ထမ်းလုပ်နေတွေ့ကိုယ့်ရဲ့ခွန်အားတစ်ခုတည်းနဲ့နော်ဒီကိုယ့်ရဲ့ခွန်အားတစ်ခုတည်းကိုအသုံးချပြီးတော့ဒီစီးပွားရှာနေတွေ့ရဘယ်တော့မှကျွန်တော်တို့အမြန်နဲ့ပေါ့နော်ကျွန်တော်တို့မကြီးပွားနိုင်ပါဘူးခင်ဗျနော်အခုမှဗီဒီယိုလေးကအခုမှစမှာဗျနော်ပထမဆုံးတစ်ချက်အနေနဲ့နော်အဲ့တော့ကျွန်တော်တို့ခွန်အားတစ်ခုတည်းနဲ့အလုပ်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့သိကြတာတစ်ခုကကျွန်တော်တို့အားရင်တွေကုန်ခန်းသွားတဲ့အချိန်เนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေမကောင်းစားမကောင်းတဲ့အချိန်ကျရင်ကျွန်တော်ဝင်ငွေတွေကရှိမှာမဟုတ်တော့ဘူးเนาะကျွန်တော်အချိန်တိုင်းတာတစ်ခုလောက်ထိပဲကျွန်တော်အဆင်ပြေမယ်ဝန်ထမ်းလက်ကစားဘဝဆိုတာကလေကျွန်တော်တို့စက်တော်ဝိုင်းမှာတော့ကျွန်တော်အဆင်ပြေတယ်ဒါပေမဲ့အချိန်တိုင်းတာတစ်ခုထိရောက်သွားလို့ရှိရင်တော့အဆင်မပြေမှုတွေကတောက်လျှောက်ပဲပေါ့เนาะတောက်လျှောက်ပဲအဲ့တော့သူများအခုဒီအလုပ်ကိုလုပ်နေကြတယ်ပေါ့เนาะတချို့ကကြတော့ဒီစက်ရုံတွေမှာလုပ်နေတယ်เนาะအများကြီးပေါ့ဗျာသူ့နေရာနဲ့သူလုပ်နေကြတဲ့လူတွေပဲပေါ့เนาะအဲ့တော့ကျွန်တော်တို့မှာကမြန်မာပြည်ကလာတယ်ဆိုတာကျွန်တော်တို့ကဒီထိုင်းမှာအရင်းနှီးကျွန်တော်လက်ရှာတာဖြစ်တယ်เนาะအရင်းနှီးလက်ရှာတာဖြစ်တယ်ကျွန်တော်တို့เนาะမြန်မာပြည်မှာကျွန်တော်ကုံစုံသားလေးဖွင့်ချင်လို့เนาะတချို့ကကြတော့လဲစံအိတ်ကျွန်တော်တို့စံတွေရောင်းချင်လို့ကျွန်တော်တို့ကစီတွေရောင်းချင်လို့เนาะကျွန်တော်ကိုပိုင်အထည်ချုပ်စက်ရုံလေးကျွန်တော်တို့ထောင်ချင်လို့เนาะကျွန်တော်တို့တချို့ကကြတော့လဲမွေးမြူရေးလေးလုပ်ချင်လို့ဆိုပြီးတော့ကျွန်တော်တို့ကဒါဒီမှာအရင်းနှီးတစ်ခုကျွန်တော်တို့လက်ရှာတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဝန်ထမ်းလုပ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ရလာတဲ့ဒီပတ်စံတွေကိုကျွန်တော်တို့ကိုလည်းစားတင်တဲ့လောက်စားပေါ့နော်ပြီးရင်မြန်မာပြည်ကမိဘတွေကိုလည်းထပ်ပန့်တင်တဲ့လောက်လေးထပ်ပန့်ပါနောက်ပြီးတော့ကိုလည်းစုတင်တဲ့လောက်စုဥပမာဗျာကျွန်တော်လာကကျွန်တော်တို့ဥပမာဒီလ1000ခွဲထွက်တယ်ဒါဒီတလားမှာ1000ခွဲရတယ်ဆိုပြီးကျွန်တော်တို့ခွဲလိုက်ပါเนาะဒါကတော့အခန်းကဒါဒီနေ့အတွက်စားစရိတ်ဒီလအတွက်စားစရိတ်เนาะဒါကတော့မိဘပေါ့เนาะမိဘအတွက်เนาะပေးဖို့ကမ်းဖို့ပေါ့เนาะအဲ့လိုမျိုးပေါ့เนาะကျွန်တော်ခွဲလိုက်เนาะဂျားထဲမှာရေဖမ်းတာတို့เนาะကျွန်တော်တို့ဒီကိုဝစ်စားဝစ်တာတို့ကတော့ကြတော့ဒါကိုယ့်ဘက်မှာပဲမူတည်တယ်ကိုယ်စင်ကျင်နိုင်ရင်ဒါတွေကမထိဘူးပေါ့เนาะအဲ့တော့ခွဲပြားပြီးတော့ကျွန်တော်လေအဲ့လိုမျိုးငွေတွေကိုကျွန်တော်တို့စီမံခန့်ခွဲနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပတ်စံစုမိမှာတေချာပဲတချို့ကျွန်တော်လာပြောကြတာရှိတယ်ပေါ့နော်ပတ်စံမစုမိတာတို့အထိုင်းမှာဗန်နနဲ့နေပြီးပတ်စံမစုမိတာဆိုတာကျွန်တော်တို့ကမချွေတာကြဘူးကျွန်တော်တို့3သိန်းတာနဲ့3နာလားဖြုတ်တာလဲဆိုတော့ကျွန်တော်တို့တိတ်ပြီးတော့ကိုယ်ပြမသိဘူးပဲဗျာအဲ့တော့ကိုလိုအပ်တဲ့ဟာကိုပဲသုံးပါလိုအပ်တဲ့ပစ္စည်းကိုပဲဝယ်ပါပေါ့နော်ကိုအတွက်မလိုအပ်ဘူးဆိုတဲ့အရာကိုတေချာစဉ်းစားပြီးတော့သုံးဆွဲဖို့နော်ကိုအတွက်မလိုအပ်ဘူးဆိုတဲ့အရာကိုလုံးဝမဝယ်တာအကောင်းဆုံးပဲပေါ့နော်ကိုအတွက်လိုအပ်တဲ့အရာဆိုလို့ရှိရင်တော့ဒါဝယ်ပေါ့နော်ပြီးလို့ရှိရင်ကိုစုနော်မြန်မာပြည်ကိုလည်းအကုန်လုံးပေးစရာမလိုဘူးနော်နောက်ပြီးတော့ကိုပြန်သွားတဲ့ချိန်ကျရင်မြန်မာပြည်အကုန်လုံးနော်လာစာထွက်သမျှအကုန်လုံးပေးမယ်ဆိုရင်နောက်ပိုင်းမှာနော်ငါးသားလေးအဆင်ပြေနေတာပဲဆိုပြီးတော့အကုန်လုံးတုံးဆွဲပလိုက်တဲ့ဒီ
သုံးဆွဲပြစ်လိုက်တဲ့ဒါမိခင်တွေလည်းအများကြီးရှိရပေါ့နော်အဲ့တော့ကိုစုတင်တာကိုစုပါစုပြီးတော့ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုအကောင့်ထဲပေါ်ပါခင်ဗျနော်ကိုကဘာဖြစ်ချင်တာလဲကိုကထိုင်းနိုင်ငံမှာကိုကစီးပွားရေးလုပ်ချင်တာလားနော်ကိုမြန်မာပြည်မှာကိုကစီးပွားရေးပြန်လုပ်ချင်တာလားကိုကဒါကဒီအလုပ်မှာကိုကရေရှည်ကိုမနေဘူးဝန်ထမ်းလစာဒါကျွန်တော်တို့လကစားပဲဖြစ်ဖြစ်နေ့စားပဲဖြစ်ဖြစ်နော်တရက်ဘယ်လောက်ပဲရဗျာကျွန်တော်တို့ကဒီအလုပ်မှာကျွန်တော်ရေရှည်မနေဘူးဒီကနော်ရှင်းမနေဘူးဘာလို့ကျွန်တော်တို့ဖြစ်ကျင်တာကစီးပွားရေးသမားတို့ကျွန်တော်တို့ကခြံဝယ်ကြကျွန်တော်အိမ်ဝယ်ကျင်တာနော်ဆိုင်ဖွင့်ကျင်တာဖြစ်တဲ့အတွက်ရှင်းမနေဘူးသူဒီအလုံးမှာကျွန်တော်တို့ကလုံနေတဲ့အချိန်ကာလမှာကျွန်တော်တို့ကဒါအရင်ကြီးရှာနေတာမြန်မာနိုင်ငံမှာကျွန်တော်အရင်ကြီးမရှိတဲ့အတွက်ထိုင်းကိုတက်ပြီးတော့ကျွန်တော်တို့ရင်းနှီးလက်ရှာတာဖြစ်တယ်အဲ့တော့လူငယ်တွေပြောချင်တာကနော်ပတ်စံကိုစုပါနောက်ပတ်စံကိုစုပြီးအတိုင်းအတာတစ်ခုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့စီးပွားရေးကိုဒီဇိုင်းမမတ်ပြုလုပ်ပါနောက်ပြီးရှိတာကဒီရလာတဲ့ဒီဟိုစုထားတဲ့ပေါ့နော်ဒီရဟိုနေစုမိစောင်းမိထားတဲ့ပတ်စံတွေတဲကကျွန်တော်တို့ဟို3ပုံ2ပုံလောက်ပဲကျွန်တော်တို့ဒီဒါစီးပွားရေးစလုပ်တဲ့ခါမှာကျွန်တော်တို့ရင်းနှီးမြှုပ်နှံပါကျန်တဲ့ပုံကကျွန်တော်တို့လဲကြတဲ့ခါပြန်ထဖို့အတွက်ကျွန်တော်တို့ဟိုလက်လိုလက်တောက်အောင်နော်လက်တို့လက်တောက်ထားပါနော်အကုန်လုံးကိုသွားမရင်းပါနဲ့ကျွန်တော်တို့ကနောက်က background ရှိတာမဟုတ်တဲ့အတွက်ကျွန်တော်လဲကြရင်နောက်မှာဘာမှမရှိဘူးနော်ပြန်ပြီးတော့တစ်ကနေပြန်စမှာဖြစ်တဲ့အတွက်3ပုံ2ပုံလောက်ပဲရင်းပြီးတော့တပုံကစီးပွားရေးလုပ်ပါခင်ဗျနော်အဲ့တော့အဓိကပြောချင်တာကလူငယ်တွေကိုထိုင်းမှာနော်ဟိုတောက်စားရှော့ပါပျော်ပါကိုရှော့နိုင်တဲ့လောက်ရှော့ပြီးတော့ပတ်စံကိုများများစုပါခင်ဗျနော်ပတ်စံများများစုပြီးတော့ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုအကောင့်ထဲပေါ်ပါခင်ဗျနော်ပြီးတော့တချို့လူငယ်တွေဆိုလို့ရှိရင်ဒါထိုင်းရောက်လို့ရှိရင်ဒါဟိုပျက်စီးသွားတဲ့လူငယ်တွေလည်းရှိတယ်ပေါ့နော်ဒါပတ်စံဆိုရင်လာတိုင်းမချန်ဘူးဗျာတချို့ဆိုမြန်မာပြည်ကတော့မှတောင်းပြီးတော့တုံးနေရတဲ့အနေအထားတွေမှာရှိတယ်ပေါ့နော်အဲ့ဒီလူတွေကတော့ကျွန်တော်မပြောလို့ပါဘူးတကယ်ရည်မှန်းချက်ကြီးတဲ့လူတွေတကယ်ဟိုမှဟိုဟာဒီအရင်ကြီးလက်ရှာတယ်စီးပွားရေးတကယ်လုံမဲ့လူတွေတကယ်ဟိုမှဒီ mindset ကောင်းတဲ့လူငယ်တွေပေါ့နော်ကိုယ့်ရဲ့ရည်မှန်းချက်ကိုအမြင့်ဆုံးမှာထားတဲ့လူငယ်တွေအတွက်ကိုဒီဗီဒီယိုပိုင်းလေးကိုဖန်တီးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျโอเคဒါဆိုလို့ရှိရင်ကျွန်တော်နံပါတ်1ပြီးသွားပြီပေါ့နော်နံပါတ်2အနေနဲ့ကတော့